ဒီခါတော့ကျော်ရှော့ဘန်ရဲ့နောက်ထပ်ရရှိလိုက်တဲ့စုစုနဲ့စလန်ကြားရအောင်ပါဒီခါရရှိလိုက်တဲ့စုကပါစုလဲဆိုတော့ MMA Fighting Media ကပဲတမန်တမက်လိုက်တဲ့ Fight of the Year စုဖြစ်ပါတယ် MMA Fighting Media ကဂလိုစုတဲ့တမက်တဲ့နေရာမှာတနည်းကိုတစုပုံမှန်နောက်နဲ့ဆက်လိုက်ချပြနေတယ်ဟိုပြီးခဲ့တဲ့ရက်ပိုင်းတွင်ကတော့ဂျော်ရှွာဘန်က2025ခုနှစ်ရဲ့ Weight Fighter of the Year စုရရှိတဲ့ဆိုတဲ့အကြောင်းတို့ကကြေညာတယ်ဒီမနက်မှာတော့သူတို့ကဂျော်ရှွာဘန်နဲ့ဘရန်နာရိုဘာတို့ထူးသက်ခဲ့တဲ့ပွဲက2025ခုနှစ်ရဲ့ Fight of the Year စုဖြစ်တမက်ခံလိုက်ရတဲ့ဆိုတဲ့အကြောင်းကိုထပ်ပြီးကြေညာလိုက်ပါတယ်ဒါကြောင့်မလို့ MMA Fighting Media ကနေတမက်လိုက်တဲ့2025ခုနှစ်ရဲ့ Weight Fighter of the Year စုနဲ့ Fight of the Year စုတွေကိုကျွန်တော် fighter လေးကတင်းပိုက်တော့တယ်လို့ပြောလို့ရတော့ပါပြီဒီညမှာစကားကြောင်နှုံးမို့ဂျော်ရှွာဘန်လက်စီရယူထားတဲ့စစ်စစ်တဲ့အကြောင်းကိုပြန်ပြီးအနှစ်ချုပ်ချင်းနေပါတယ် ESPN နဲ့တမက်လိုက်တဲ့စုတွေတုန်းကလည်းလာတို့ပို့တယ်မျိုးပဲစုခုခဲ့တဲ့အခု MMA Fighting ကတမက်လိုက်တယ်လို့ပဲ Fight of the Year စုကိုလည်းဂျော်ရှွာဘန်နဲ့ဘရန်နာရိုဘာတို့ထုတ်သက်ခဲ့တဲ့ဘွဲကရရှိခဲ့တဲ့ Weight Fighter of the Year စုကိုလည်းဂျော်ရှွာဘန်နဲ့တင်းပိုက်ခဲ့တဲ့ဒါကြောင့်မို့လို့ MMA လောကရဲ့အထင်ကြီးမီဒီယာကြီးတွေကတမက်လိုက်တဲ့အဓိကစုချင်းနှစ်စုကိုဂျော်ရှွာဘန်ကစက်လိုက်တင်းပိုက်တယ်လို့ဆိုလို့ရပါတယ်ပစင်းထဲမှာ UFC ကလည်းတို့ရဲ့2025ခုနှစ် UFC Award ဆိုတဲ့ပုံစံမျိုးနဲ့သူတို့က website ပေါ်မှာစက်လိုက်ကျင်းညာခဲ့တယ်အဲ့ဒီတဲမှာလည်းဂျော်ရှွာဘန်နဲ့ဘရန်နာရိုဘာတို့ထုတ်လိုက်ခဲ့တဲ့ပွဲက Fight of the Year ဖြစ်လက်မှတ်ခံရတယ်ဂျော်ရှွာဘန်ကတော့ Fighter of the Year စင်တာလေး CM မှာလည်းပါဝင်နိုင်ခဲ့တယ်မိတို့ကျတော့ Show Notice နဲ့ပြည်သက်တွေအားလုံးအောင်ဆွမ်းဆောင်နိုင်တဲ့ Fighter CM မှာလည်းပါဝင်နိုင်ခဲ့ပါတယ်နာငယ်ချက်လက်ပန်းဆိုင်ရာပြိုင်နှန်းတွေကိုအဓိကလာပြီးဖော်ပြလေးရှိတဲ့ Charlotte website ကလည်းဂျော်ရှွာဘန်နဲ့ဘရန်နာရိုဘာတို့ထိုးသက်ခဲ့တဲ့ပွဲကို Fight of the Year ဖြစ်လက်မှတ်ခဲ့တဲ့ဂျော်ရှွာဘန်ကတော့ဒီ2025ခုနှစ်ရဲ့ Fighter of the Year ဆိုလက်မှတ်ခဲ့ပါတယ်ဂျော်ရှွာဘန်ကဘယ်လိုအကြောင်းရင်းကြောင့် Charlotte ကနေလက်မှတ်ခဲ့တဲ့ Fight of the Year ဆိုဆန်ကတင်ဆက်မဲ့ရရှိခဲ့တာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်နားလည်ပြန်ပြီးပြောပြချင်သေးပါတယ်အခြားတော့ MMA media ကြီးတွေကတော့ Fighter of the Year ဆိုအတွက်တော့Marat Dvalishvili ကတတ်မှတ်ခဲ့တယ်ဒါကတယောက်နဲ့တယောက်ကြီးတဲ့ perspective မတူကြတာ MMA media ကြီးတွေကတော့ဒီ Marat Dvalishvili က2025ခုနှစ်အတွင်းမှာချန်ပီယံကြီးကစင်ခေါ်ပွဲ၄ပွဲထိထုတ်သက်သွားတယ်လုံးဝကအောင်မီမင်ကာဝယ်ပြနိုင်ခဲ့တယ်နောက်ဆုံးပွဲမှာတော့ရှုံးနေတယ်ဒီနေ့ထောင်ပြကမြင်တွေ့ရခဲ့များဘယ်လိုပုံစံမျိုးနဲ့သူက Marat Dvalishvili ကိုတတ်မှတ်ခဲ့တာ Charlotte website ကတော့ Joshua Bang 2025ခုနှစ်အတွင်းမှာစုပေါင်း၄ပွဲထိုးတယ်အဲ့ဒီ၄ပွဲစလုံးအနိုင်ရတယ်2025ခုနှစ်စာဝိုင်းနှုန်းက Randy Orton ဝယ်ရနိုင်ရမရှိခဲ့တဲ့ Fighter လေးက2025ခုနှစ်နှစ်ကုန်ပိုင်းရောက်တဲ့အချိန်မှာတော့ချန်ပီယံဖြစ်သွားတယ်။ဒါလို့တော့အကြောင်းရင်းတွေရောက် Fighter of the Year စင်တမခဲ့တာဆိုပြီးရှင်းပြသွားတယ်။မီဒီယာတစ်ခုနဲ့တစ်ခုအကြားဒါတွေကတော့ perspective မတူကြတာ။တရင်ကောင်တစ်ခုကိုပြောမယ်ဆိုရင်တော့ဒီ UFC 323တန်ဝဲမတန်ညံတော့က Flyweight တဲမှာနိုင်ပွဲဆက်အများဆုံးစံချိန်မှတ်တမ်းကိုပန်လိုကြတော့ရယူနိုင်ခဲ့တာလူကစုစုပေါင်းရှပ်ပွဲစံတိုက်နိုင်ယူပြီးနိုင်ပွဲဆက်အများဆုံးစံချိန်မှတ်တမ်းကိုရယူထားတာဖြစ်ပါလေတော့လည်းပဲဂျိုးရှော့ဘန်ကရှုံးနေပြီးမှတော့လက်ရှိ Flyweight တဲမှာနိုင်ပွဲဆက်အများဆုံးစံချိန်မှတ်တမ်းကကျွန်တော်ရဲ့ချင်းလူငယ် fighter လေးကပိုင်ဆိုင်ထားပါပြီဂျိုးရှော့ဘန်လက်ရှိ UFC မှာထုတ်သက်ထားတဲ့စုစုပေါင်း6ပွဲစံတိုက်အနိုင်ယူထားတဲ့လက်ရှိ Flyweight ရဲ့နိုင်ပွဲဆက်အများဆုံး fighter ကိုပြပါဆိုရင်ဂျိုးရှော့ဘန်မပြတော့မှဖြစ်ပါတယ်နောက်တဲ့ဒူပြစင်တဲ့အကြောင်းအရာတစ်ခုကကျွန်တော် fighter လေး Joshua Bang ကလူရဲ့ idea custom design နဲ့ထုတ်လုပ်ထားတဲ့ pistol တစ်လက်အကြောင်းမှာပြီးခဲ့တဲ့ရက်ပိုင်းတော့ Joshua Bang ဟာအဲ့ဒီတနက်အတူလေးကိုပြည်သက်တွေကိုချပြသွားတယ်ဒီတို့ရဲ့အပေါ်ယံ cover ကဘလို့ပေါ်မျိုးထုတ်လုပ်ထားလိုက်ဆိုတော့ဒီချင်းနေရဲ့ website design တွေမှာအလုံးပြလက်ရှိတဲ့တက်ချ design ကိုလုံးပြထားတယ်ပြီးတော့ကြတော့ the fearless ဆိုရသူရဲ့ fighter nickname ကိုလည်းရေးထားတယ်အဲ့ဒီမြေဒီဒူချန်ပီယံဖိတ်ခဲ့တဲ့ December လဆောက်ရည်နေဆိုရက်ဆွဲကိုလေဒီတနက်ပေါ်မှာရင်းထွန်ထားတယ်ဘလို့အကြောင်းရင်းကြောင့်လဲဆိုတော့လူချန်ပီယံဖြစ်တဲ့အထိမ့်မှတ်ပုံစံမျိုးနဲ့ဒီတနက်ကိုသူက custom design လုပ်ပြီးတော့ထုတ်လုပ်ခိုင်းတာတနည်းပြောရရင်ချင်းတော်မှနေတဲ့ချင်းတွေကသူမိကန်ရတာဝါနာပါကြတယ်ဒါကြောင့်မို့ Joshua Bang ကလည်းတက်ဆက်ကိုရောက်သွားတဲ့အချိန်မှာသူမိမကန်တော့ဘဲနဲ့အတူလေးကန်လိုက်တယ်လို့ဆိုကြည့်ချင်းပါတယ်နောက်ထပ် Joshua Bang နဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတစ်ခုကိုထပ်ပြီးပြောရရင်လူတွေရဲ့ပြန်သက်တယောက်ဖြစ်တဲ့ Zuma Gulov ကမန်နက်ကဂျော်ရှွာဘန်ကိုအနိုင်ယူပြီးတော့ချန်ပီယံတစ်ဖြစ်လာလိမ့်မယ်ဆိုပြီးဟော်ဂင်းထုတ်လိုက်တဲ့အကြောင်းအရာဖြစ်ပါတယ်။ဇူမာဂူလိုက UFC နဲ့ Lanquet ပြီးတဲ့ကသူရဲ့အခြား promotion တွေမှာဝင်ရောက်ထုတ်လိုက်ခဲ့တဲ့မင်းညာကဆိုရင်ချက်အခြေစိုက် promotion တစ်ခုဖြစ်တဲ့ Octagon promotion မှာသူရဲ့ flyweight champion ကပတ်ကာဝယ်ဝဲထုတ်လက်သွားတယ်
လက်ရအချိန်မှာပြန်ပတ်ဖို့တိုင်းပွဲရနဲ့အနိုင်ရတယ်ချန်ပီယံကပတ်ကိုလည်းအောင်မြင်မြင်ကာဝယ်ပြောင်းနိုင်ခဲ့တယ်စူမာကူလောရဲ့စွမ်းဆောင်ရည်တွေဟာဒီ UF နဲ့လန်ခွဲပြီးကြတဲ့ကဇက်တိုက်ပွဲတွေထိုးတက်လာတာလုံးဝရှုံးဝဲမရှိသေးဘူး Octagon Promotion မှာလည်း Flyweight Champion ကပတ်ဒိမ့်ပိုက်နိုင်တဲ့ Champion ကပတ်လည်းကာဝယ်နိုင်တဲ့ဘလို့တို့အကြောင်းရင်းတွေကြောင့်ဒီ Wyan Fighter ကြီးကသူ့အနေနဲ့ UFC ကိုပြန်လာဖို့ညှို့လက်နေတယ်ဆိုပြီးဖွာဟာလိုက်ပါတယ်အဲ့လိုဖော်ရတဲ့အနေထားမှာလက်ရှိ Flyweight တန်းရဲ့အခင်းချင်းကဘလို့ပုံနဲ့မျိုးလိုက်သူ့အနေနဲ့ဘလို့ပုံနဲ့မျိုးရှုမြင်ထားလဲလို့မြင်းမြန်းရမှာတော့ Wyan Fighter ကြီးကခုလိုပုံနဲ့မျိုးပြောပြတော့ပါတယ်လာမယ့် Flyweight တန်း Champion ကစင်ခေါ်ခွင့်ကိုတော့မန်နက်ကရလိုက်မယ်မန်နက်က Champion တစ်ချက်လာလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့သူက Joshua Van နဲ့လည်းထိုးရဘူးတဲ့မန်နက်ကနဲ့လည်းထိုးရဘူးတဲ့မန်နက်ကနဲ့ထိုးရတဲ့အနေထားမှာ strike ကြီးကလုံးဝအနာဂတ် level အဲ့လိုလို့တော့အကြောင်းရင်းတွေကြောင့်သူ့ရဲ့အတွေ့အကြုံတွေကိုအခြေခံပြီးဒီ fighter နဲ့ထိတိုက်တွေ့မယ်ဆိုရင်မန်နက်ကပဲအပွဲခံတော့လိုက်မယ်လို့စမာကူလောကတော့ဆိုတော့တာဖြစ်ပါတယ်ထားရပြောချင်တဲ့အကြောင်းအရာကဒီဇူမာကူလောကအမေရိကန်တော်လေးမှာလေ့ကျင့်တဲ့ fighter ပန်ဒိုဂျာကလည်းအမေရိကန်တော်လေးမှာလေ့ကျင့်တဲ့ fighter ဒါကြောင့်လို့ပန်ဒိုဂျာရဲ့ injury အနေထားကဘလို့ပုံစံမျိုးလဲဆိုပြီးဇူမာကူလောကဝိုင်းပြီးမဲကြတယ်လုံနေမိတာကတော့ပန်ဒိုဂျာအမေရိကန်တော်တင်းကိုပြန်ပြီးရောက်လာပြီးပေါ်စားလေ့ကျင့်ရန်တွေလွတ်ဆောင်နေပြီးဒါကြောင့်မို့လို့တန်ရပြဿနာကအရင်ကြီးပြန်ထန်တယ်လို့မယူဆဘူးလက်ရှိကျင်းမှာတော့လာပြီးပေါ်တာလေ့ကျင့်ရန်တွေလွတ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းကိုဝိတက်တွေကိုပြန်ပြီးပေါက်တဲ့ချသွားခဲ့ပါတယ်ကျွန်တော် fighter ဒီ Joshua Van ကတော့ဒီ MMA media ကြီးတွေကလက်မှတ်တဲ့စုတစိတ်တွေမဟုတ်ပဲ MMA fan အကောင့်နဲ့ရနေလက်မှတ်တဲ့စုတစိတ်တွေလည်းရရှိသွားတယ် MMA orbit အကောင့်ကနေလက်မှတ်လိုက်တဲ့ breakout star of the year စုကိုလည်းထပ်ပြီးသိမ်းပိုက်သွားတယ်ဒါကြောင့်မို့လို့2025ခုနှစ်ဟာ Joshua Van ရဲ့နှစ်ဖြစ်သွားပြီးတော့ခိုင်မာပြောလို့ရနေပြီစုရီလက်တစီကြီးပဲလုံးဝလက်မှတ်ခံလိုက်ရတယ် online စံခေတ်လောမှာပူပြီးတောက်ပလာတဲ့ fighter တယောက် online စံထက်လက်ပူပြီးတော့MMA media တွေကအသိမဲ့ပြုခံရတဲ့ fighter တယောက်ထိုးလိုက်ရတဲ့ promotion မှာလည်း UFC လို့ promotion မျိုးမှာဒါကြောင့်မို့လို့ရှိရပေါက်သွားတဲ့ pioneer ထက်ပူပြီးကောင်းတဲ့တနည်းအားဖြင့်မြန်မာစကားပုံလို့ဆရာထက်ပူပြီးလက်ဆောင်ထိုက်တဲ့တပည့်တွေလို့ပုံစံမျိုး senior တွေထက်ပူပြီးလက်ဆောင်ထိုက်တဲ့ junior တွေပေါ်လာပါပြီနောက်ထပ် Joshua Van တဲ့ပူပြီးထက်မြက်မဲ့ fighter တွေဘယ်လိုပုံစံမျိုးနဲ့ trouble လာအောင်လဲ Joshua Van ကိုယ်တိုင်ကတော့ဒီ UFC နဲ့မိခန္ဓာမှာသူ့အနေနဲ့မြန်မာနိုင်ငံကလေ fighter တစ်တွေ trouble လာဖို့ UFC လိုနေရာမျိုးမှာထိုးတက်နိုင်ဖို့အများကြီးကူညီသွားမယ်ဆိုတဲ့အကြောင်းကိုလည်းဖတ်တော့ပါတယ်ဒါကမိသက်တွေကိုသိစေချင်လို့တက်ပြီးပြောပြတာမနေ့ကဆိုရင် UFC က Joshua Van ရဲ့ post ကိုတက်ပြီးတင်လိုက်တယ်အဲ့ဒီ post ကတော့ Joshua Van ကသူ့ရဲ့မိသက်တွေအနေနဲ့သူ့ကိုတိုက်တယ်လို့မိကွန်းမဲလို့ရတယ်အကောင်းဆုံးမိကွန်းတွေကိုရဲပြီးတော့သူကပြန်လဲထေချာပေါ်မယ်ဆိုတဲ့ state အောက်မှာမြန်မာပြည်သက်တွေကမိတဲ့မိကွန်းတွေကိုသူကပြန်လဲထေချာပြီးတဲ့ post မျိုးဖြစ်ပါတယ်ဘယ်လိုပြန်လဲထိချတဲ့နေရာမှာတော့သူကဆွေးနွေးပါမိကွန်း security ဆွဲထုတ်သွားတယ်မိကွန်းတွေကိုလည်းတလေးကစားနဲ့ပြန်ပြီးထိချသွားတယ်ကျွန်တော်အားတဲ့မိဆုံးကတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့ Joshua Van ကမြန်မာစကားကိုလဲလဲဝဲပြောတတ်ယုံမျှမကပဲမြန်မာလိုပါသူကကောင်းကောင်းဖတ်နိုင်တာပါဘိန်းတဲ့ရဲ့မြန်မာလိုမိထားတဲ့မိကွန်းတွေကိုတူတီချဖတ်ပြတော့တာကြည့်ရင်သူကမြန်မာစာလဲမနဲ့မှုဆိုတော့ကောက်ချက်ချလို့ရပါတယ်တချို့တော့လုံးညွတ်သွားတဲ့စကလုံးတွေကတော့ဟောရတာကကုသတောင်ကျွဲတဲ့ဒီ fighter လေးကမြန်မာပြည်သက်ရဲ့ဒဲနှလုံးကိုကန်ဆပ်ပြမဲ့ fighter လေးဆိုတာလုံးဝကိုတေချာနေပါပြီUFC နဲ့ပတ်သက်တဲ့ media တွေက2025ခုနှစ်ရဲ့အကောင်းဆုံး story ကိုသတ်မှတ်နေတယ်လို့ပဲကျွန်တော်တို့အားစအခြေတဲ့ promotion ဖြစ်တဲ့ One Championship ကလည်း2025ခုနှစ်ရဲ့အကောင်းဆုံး stand တွေကိုတဖြည်းဖြည်းချပြလာနေပါပြီဒီ2025ခုနှစ်ရဲ့ knockout of the year ဆုကိုတော့ Roberto Surish နဲ့ Daji Asanaliev လို့ဆိုတဲ့ဘွဲဆောင်လက်မှတ်ခံလိုက်ရပါတယ်Roberto Surish က Daji Asanaliev ကိုတချက်ထဲနဲ့အမောက်လေးပြတော့တယ်အဲ့ဒီဘွဲစင်ကတော့ UFC မှာတော့လုံးဝနေမှုတဲ့ပေါ်တယ်မျိုးမဟုတ်ဘူးလို့တော့ပြောလို့ရတယ်ဒီနေ့တော့ Best Knockout of the Year ဆုဆန္ဒတဲ့စီးနေမှာလည်းထပ်ပြီးပါဝါလာနိုင်ရေးရှိတဲ့တဲ့တိုင်းမျိုး Roberto Surish ရဲ့ပါဝါကလည်းအတော်ကြောက်ဖို့ကောင်းတယ်ဆိုတာဒီတဲ့ကွန်းကိုမြန်လိုက်ရတဲ့ပွဲမျိုးလို့ဆိုလို့ရပါတယ်ဒီနေ့ကတော့တဲ့နေ့ကတလောက်ပါပဲလာမယ့်နေ့မှာလည်း MMA လောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှဖြစ်လို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားကြပါအောင်ခင်ဗျ